ဂျပန်ကလေးငယ်တွေအားကစားမှာထူးချွန်ကြတဲ့လှုပ်ဝက်ချက်ကပါလေအဖြစ်ကတော့ကလေးတွေကိုငငယ်ကလေးကစနစ်တကျပြုစုပြောထောင်ပေးတဲ့အားကစားလေ့ကျင့်ရေးစင်တာတွေမှာရှိနေလို့ပါဒီနေရာမှာကလေးတွေကိုငယ်စဉ်ကလေးကအားကစားနှီးပေါင်းစုံကိုအခြေခံကနေစနစ်တကျသင်ကြားပေးတာပါဆရာတွေနဲ့နီးပြတွေရဲ့လမ်းညွှန်မှုအောက်မှာကလေးတွေဟာအသက်အရွယ်အလိုက်တင့်တော်တဲ့လေ့ကျင့်ခန်းတွေကိုတဆင့်ချင်းစီလှုပ်ဆောင်ကြရပါတယ်ဒီလိုလေ့ကျင့်ပေးခြင်းကကလေးတွေကိုခန္ဓာကိုယ်ကြက်ခိုင်စေုံသာမကတက်လုံကောင်းပြီးစိတ်ဓာတ်ပိုင်းဆိုင်ရာပါတောင့်တင်းလာစေပါတယ်အာဟာရပိုင်းကိုကြည့်ရင်လည်းတကယ်ကိုအံ့ဩဖို့ကောင်းပါတယ်ဥပမာဒီနေ့ရဲ့နေ့လယ်စာမှာဆိုရင်စက်သားနဲ့စက်သွန်နီမုတ်ဖုံးမုံတွေရောဆက်ထားတဲ့မဆူကာဇေရာကီလိုမျိုးအစားအစာတွေပါဝင်ပါတယ်ဒီခင်းညာတွေကိုလည်းအပူချိန်ကအစာသေးချာတိုင်းတာပြီးမှကျန်းမာရေးနဲ့ညီညွတ်အောင်ချက်ပြုတ်တာပါအထူးခြားဆုံးကတော့ထမင်းစားကန်ကြီးရင်ကလေးတွေဟာဆရာမတွေကိုဝိုင်းကူကြတာပါပဲပကံခွက်ရောက်တွေပြင်ဆင်တာကနေစပြီးအားလုံးကိုဝိုင်းလို့ပေးကြတာဟာသူတို့ကိုကိုယ့်ခြေထောက်ပေါ်ကိုရက်တည်နိုင်စွမ်းရှိအောင်တာဝန်ယူလို့စိတ်ရှိအောင်ငငယ်ကလေးကလေ့ကျင့်ပေးလိုက်တာပါပဲဒီလိုမျိုးစနစ်ကျတဲ့လေ့ကျင့်ခန်းပြည့်ဝတဲ့အာဟာရနဲ့ငယ်စဉ်ကလေးကသင်ကြားပေးတဲ့စည်းကမ်းတွေကြောင့်ပဲဂျပန်နိုင်ငံရဲ့အားကစားလောကဟာကမ္ဘာအဆင့်မီအောင်မြင်နေတာဖြစ်ပါတယ်